speed နဲ့ပြောလိုက်မြို့ဒါစီတော့ထားတော့လာလာလေလို့ပြောလိုက်လောကဟာတိတ်ဆိတ်နေတယ်စိတ်လေးတည်ငြိမ်လာတယ်အေးမြမှုတွေသွားရောက်နေလင်းပြလင်းလက်နေတယ်မောင်ပြေပြေခွဲသွားတယ်ချက်တည်းရှိမြတ်ဗုဒ္ဓရဲ့တော်တဲ့တရားထိုင်တယ်အားလည်းပေါ်ပါမယ်ဘိုင်းရောဟုတ်လို့ပြောလို့နှလုံးသားတွေဝင်ရောက်တယ်စိတ်စိတ်သွားတယ်ချာငြိမ်းချမ်းမှုရဲ့လမ်းလေးမှာအတူတူရှောက်လန်းကြမယ်နော်လေစံကြောင်းရီစီစင်တန်တဘာဝရဲ့ဂီတတီတောင်းတန်းတွေဆောင်ရှောက်နေဒီပေတမကိုတော့ခိုင်ချရတာစီအိုပဲလဲမှာအရင်ကနေရပလိုက်စီအိုတော့ဒီလိုရည်မနီကိုပြောโอเคဒီပါလူပါဘာလို့ဘာလို့ဒီလဲဘာလို့ဘာလို့ဟုတ်တယ်ပြန်ခိုင်းဟောဒီတင်းကြီးအယူသွားပြီးဟိုကခိုင်လို့ရမှာနေကြည့်